မျက်နှာပေါ်ကမှဲ့လေးတွေကတင့်ရဲ့ကံကြမ္မာကိုဖော်ပြနေတယ်ဆိုတာသိပါသလားအထူးသဖြင့်မိန်းကလေးတွေအတွက်အရန်ကိုကံကောင်းစီတဲ့မှဲ့လီးနေရရှိပါတယ်တင့်စီမှာကောပနေမလားဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုကတော့မျက်ခုံးပေါ်မှာမှဲ့ရှိတဲ့မိန်းကလေးတွေပါသူတို့ကမွေးရပါခေါင်းဆောင်နိုင်စွမ်းရှိပြီးညံရည်ထက်မြက်ကြတယ်စီးပွားရေးအမြင်အရန်ကောင်းသလိုလုပ်ငန်းခွင်မှာလည်းအမြဲထူးချွန်တတ်တဲ့သူမျိုးတွေပါကိုခြေထောက်ပေါ်ကိုရက်တီနိုင်တဲ့အားကိုးရလောက်တဲ့အမျိုးသမီးတွေပေါ့ဒုတိယတစ်ခုကတော့နှာခေါင်းပေါ်ကမှဲ့ပါနှာခေါင်းပေါ်မှာမှဲ့ပါရင်ငွေကံအရန်ကောင်းတတ်ပါတယ်ငွေဝင်လွယ်တယ်စီးပွားရေးလုပ်ရင်အောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်ဒါပေမဲ့သတိထားရမှာကငွေဝင်လွယ်တယ်လို့ထွက်လေလွယ်တတ်လို့ငွေကြီးစကားပြောရင်တိချာလေးစီမံခန့်ခွဲတတ်ဖို့တော့လိုမယ်နော်တတိယတစ်ခုကနှာခမ်းပုံဝင်းကျင်ကမှဲ့ပါဒီလိုမှဲ့ပိုင်ရှင်တွေကစကားပြောအရန်ကောင်းပြီးစွဲဆောင်မှုရှိကြတယ်လူချစ်လူခင်ပေါ်များတယ်လို့အခက်အခဲကြုံရင်လေကူညီမဲ့သူအမြဲပေါ်လာတတ်တယ်နောက်တစ်ခုကသူတို့ကအစားတောက်ကန်လေးအရန်ကောင်းတတ်ကြတယ်လीနောက်ဆုံးတစ်ခုကတော့ပါးပင်ပေါ်ကမှဲ့ပါပါးပင်မှာမှဲ့ပါတဲ့မိန်းကလေးတွေကယဉ်ကျေးသိမ့်မှုပြီးသဘောထားပြေဝကြတယ်အချစ်ကြီးမှာကံကောင်းတတ်ပြီးကိုနားလေပေးနိုင်တဲ့အဖို့မုံကောင်းကိုပိုင်ဆိုင်ရတတ်တဲ့ကံထူးရှစ်မာလေးတွေပါကဲဒီအထဲကဗိမိတ်နေရာတွေကတင့်စီမှာရှိနေလေတင်ရောဘလူစရိုက်မျိုးပိုင်ဆိုင်ထားလဲဆိုတာကိုမန့်မှာပြောပြသွားပါဦးနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုလေးတွေလာအောင်မှာမို့ like နဲ့ share လေးလုပ်သွားဖို့မမိနဲ့နော်